မင်္ဂလာပါဗျာဒီနေ့တော့ထူးထူးဆန်းဆန်းဖြစ်တဲ့ဘုရားရဲ့ communication တစ်ခုကိုပြောချင်တယ်ပေါ့နော်ဆိုတော့စကြဝဠာမှာလူသားမျိုးနွယ်ဟာအပြန်ပွားဆုံးအရှင်သန်ဆုံး survive ဖြစ်ဆုံးဒီမှာပါခဲ့တယ်ပေါ့နော်ဒီလို survive ဖြစ်ဖို့လည်းပါထူးခြားနေတဲ့အရာရှိတယ်ကျန်တဲ့တ္တဝါတွေဖြစ်ဖို့နော်ဒါကဘာလဲဆိုရင် communication ကောင်းကောင်းလုပ်နေတာပဲပေါ့လူသားမျိုးနွယ်တစ်ခုကနေတစ်ခုမျိုးဆက်တစ်ခုကနေတစ်ခုလုပ်တဲ့နေရာမှာလူသားတွေရာပဲကျန်တဲ့တ္တဝါတွေထင်ပိုပြီးမှ communicate လုပ်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီတစ်ချက်အဓိကအချက်ညာမှာပါဝင်ခဲ့အဲ့ဒီ communicate လုပ်နေတာပဲလူသားတွေကကဘာကြီးမှာနတ်ဖျားတစ်ပါးအဖြစ်ရောက်ရှိလာခဲ့တယ်ဆိုပြီးမှသုံးသက်ချက်တွေနဲ့ဖတ်ဖူးရပေါ့ဆိုတော့ဒီရှိမျက်မှောက်မှာ communicate လုပ်နေတဲ့အရာတွေကဘယ်နှခုလောက်ရှိနေပြီလဲဆိုတော့ကမျိုးစား၄ခုရှိရဆိုပြီးမှမှတ်သားဖို့ရပေါ့နော်ဒါကတော့က verbal communication ပြောရမယ်ရေးကြမယ်ဒါတစ်ခုပေါ့နောက်တစ်ခုက non verbal communication body language ပြပါမယ်အဲ့ဒါတွေကိုလည်းနောက်တစ်ခုနေနဲ့သတ်မှတ်တယ်ပေါ့ facial communication ဆိုရင်တော့လက်ပြတာတွေခြေပြတာတွေသင်္ကေတတွေပေါ့နော်အဲ့ဒါတွေနဲ့သုံးရတယ်နောက်ဆုံး၄ခုမြောက်ကတော့က digital communication email တွေ text တွေ social media တွေ online platform တွေဒါတွေကို digital communication ဆိုရင်ဒီ၄ခုနေနဲ့ communicate လုပ်လို့ရတယ်လို့ပြောတယ်ဒါပေမဲ့ထူးဆန်းစွာနဲ့ဘုရားက communicate လုပ်ရမယ့်နည်းကိုသင်ကြားခဲ့တာရှိတယ်ပေါ့နော်ထူးဆန်းတယ်ဆိုတာကိုရင်းနဲ့ထူးဆန်းတာပြောရတယ်ထူးဆန်းတာက communicate လုပ်ပြီးဆိုကြရစားကိုယ့်ဘက်ကပြောချင်တဲ့အကြောင်းအရာကိုယ့်ဘက်ကသိစေချင်တဲ့အမှုအရာအကြောင်းအရာကိုကျန်တဲ့လူကိုသိစေတာပဲနိအဲ့ဒါ communicate လုပ်တာပဲအဲ့ communicate ထဲမှာပဲ၄ခုလောက်ပဲရှိရဆိုရင်မှပြောကြတာပေါ့ဒါပေမဲ့၄ခုတည်းပေါ်တဲ့အရာတွေ့ထားတယ်ပေါ့နော်ဒါဘာလဲဆိုရင်ဘုရားတင်ကြပြခဲ့တဲ့ communication တခုပေါ့နော်တခါရဟန်းနေစုံတဲ့နေရာမှာပြောကြတာပေါ့သူတို့ကတော့ကတရားစကားမဟုတ်ဘဲနဲ့ကျန်တဲ့စကားတွေပြောနေကြတာရှိတယ်ရဟန်းနေစုစုံနဲ့အထူးသဖြင့်နေစွမ်းစားပြီးချိန်တော့ပေါ့နော်အဲ့မှာကျန်တဲ့စကားအကြောင်းအရာတွေအများကြီးပြောနေကြတာပေါ့မင်းနေကဘယ်လောက်ဘုံကိုကြည့်တဲ့အကြောင်းစိတ်ရင်နေကဘယ်လောက်ထိအစွမ်းတတိ powerful ဖြစ်တဲ့အကြောင်းစသဖြင့်ပေါ့အဲ့ဒီစကားတွေပြောနေတော့မြတ်စွာဘုရားရောက်လာရဟန်းနေအားရဟန်းတို့ပေါ့နော်ဘာတွေပြောနေကြရလဲလို့မြတ်စွာဘုရားမေးတော့ကသူတို့တွေကဒီမင်းနဲ့ပတ်သက်တာတွေပြောတယ်တိုင်းပြည်နဲ့ပတ်သက်တာတွေပြောနေတဲ့အကြောင်းပြောတော့မြတ်စွာဘုရားဒါဆိုရင်လည်းဒီစကားတွေမပြောရဘူးဓမ္မစကားကိုလည်းပြောရမယ်တဲ့နောက်တစ်ခုဓမ္မစကားမပြောခဲ့လို့ရှိရင်တော့မှတိတ်တိတ်ဆိတ်ဆိတ်လေးနေပြရမယ်တဲ့ဆိုချင်တာအဲ့ဒီနေရာမှာသွားတတိထားမိတာပေါ့နော်တိတ်ဆိတ်ချင်းရတယ်မြတ်စွာဘုရားသင်ကြားပေးခဲ့တဲ့ communication တစ်ပါးပါလားဆိုတာပေါ့နော်အဲ့ဒါလေးကိုစဉ်းစားမိနေတော့ပါဗျာဟုတ်ကဲ့တိတ်ဆိတ်တော့ communication ပေါ်ဘယ်လိုများထင်ကြသေးလဲအောက်မှာမှတ်ချက်ပေးသွားလို့ရပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်